battery အသွင်းနှုတ်ခါဝက်အောင်တွန်းပေးရသလားတကယ်တော့ battery အသွင်းတဲ့အချိန်မှာ acid ဟာပွက်ပါတယ်ဘာကြောင့်လဲဆိုတော့ acid နဲ့ plate ပြတက်ပြည့်တဲ့အတွက်တန်ကြီးထပ်ပြီးတော့ပွက်တာပါနည်းနည်းပွက်ရင်တော့ပုံမှန်ဖြစ်ပြီးတော့များများပွက်ရင်တော့ overcharge ဖြစ်နေတတ်ပါတယ်နောက် acid ရဲ့ power အပြင်းအပြော့ပေါ်မှာတပြီးတော့ပွက်တာကနေတာနဲ့ပွက်တာများတာကွာတတ်ပါတယ်acid power 1250ထိရောက်ရင်ပြဿနာရှိလားဆိုရင်တော့တကယ်တော့1250ဆိုတာကပုံမှန်ပါပဲ1250ထက်ကျော်မယ်ဆိုရင်တော့ဒါက acid power ပြင်းတဲ့အတွက်ဘသူကပိုလာတာဖြစ်နိုင်ပါတယ်နောက်တစ်ခု acid power လည်းပုံမှန်ထက်ပြင်းနေတယ်အားလည်းဝင်နေတဲ့အချိန်မှာအရေးခံနိုင်ပါတယ်အရေးခံတဲ့အတွက်ပလေးပြပြနိုင်ပါတယ်ပိုကွဲနိုင်ပါတယ်ခင်ဗျာအကောင်းဆုံးအသွင်းနည်းကိုပြောပါစေနော်အနေသွင်းနဲ့သွင်းပါလို့မှာပြစေအနေသွင်းဆိုတာကကျွန်တော်တို့120 ampere ဘက်ထရီအိုးကိုကျွန်မဆိုအသွင်းမယ်ဆိုရင်ကျွန်တော်10 ampere 20 ampere လောက်နဲ့တွင်းကြတယ်ဆိုပေမဲ့10 ampere လောက်နဲ့အချိန်ကြာချိန်အသုံးပြုပြီးအသွင်းတာမျိုးကဘက်ထရီရဲ့အားကိုပို့ပြီးတော့ stable ဖြစ်စေပါတယ်နောက်တစ်ခု acid ပွက်တဲ့အားလည်းအများကြီးမဟုတ်ဘဲနဲ့နည်းနည်းပဲဖြစ်ပါလိမ့်မယ်acid power ကတော့1250အထိရှိပေးရပါမယ်ခင်ဗျာဘတ်ထရီကို acid power ကလည်းပုံမှန်ပဲဒါပေမဲ့ acid power ပုံမှန်ရှိရတာနဲ့အရင်ပွက်လုံးလာနေဆိုရင်တော့ခဏလောက်အောင်ရက်ထားတင်ပါတယ်